rectangular magnitude လို့ခေါ်ရတာပေါ့နော် rectangular magnitude ကဘာလို့လို့ရတယ်ဆိုတာလေးကိုသူရဲ့ option လေးကိုသွားထောက်လိုက်လို့ရှင်သူဖော်ပြပေးထားတယ်စာသားလေးရှိရပေါ့နော်ဒီဘယ်လိုလုပ်လို့ရတယ်သူအကြံဉာဏ်လေးဖော်ပြပေးထားရပေါ့နော် okay rectangular magnitude ကိုကျွန်တော်တို့ကဘယ်လိုသုံးလဲဆိုတော့သူ့မှာပထမဆုံး rectangular ဆိုတော့ဒီ4000ပေါ့နော်4000ကြီးဒီတိုင်း click နှိပ်ပြီးဆွဲလိုက်တာ ਨੇ လိုမျိုးဒါကျွန်တော်ဘာ shortcut ဘာ key ခလုတ်မှနှိပ်မထားသေးဘူး mouse နဲ့ left click ကိုပဲနှိပ်ပြီးတော့ဆွဲနှိပ်လိုက်တယ်ပေါ့နော်မလွတ်သေးဘူးပေါ့နော်ကိုကြိုက်သလိုဆွဲကိုကြိုက်သလိုကိုကြိုက်တဲ့ design ပုံစံတွေအမျိုးမျိုးလုပ်လို့ရတယ်လွှတ်လိုက်ပြီဆိုတော့လိုမျိုးဖြစ်သွားမယ်ပေါ့နော်လွတ်လိုက်ပြီဆိုရင်လိုမျိုးဖြစ်သွားမယ်သူက selection တွေပြေးနေသူဆက်တွေပြေးနေရပေါ့နော်ဒါသူ select မှတ်ထားတယ်ဒါ white ပြီး select မှတ်ထားတဲ့သဘောကိုပြောချင်တာပေါ့နော်ဒါ rectangular magnitude ကိုကျွန်တော် mouse နဲ့ဆွဲလိုက်တာပေါ့နော် okay အဲ့မှာကျွန်တော်တို့ကပဲအပေါ် option bar ကိုကျွန်တော်တစ်ချက်လေ့လာကြည့်အောင်ပေါ့နော် option bar ကဒီ home ရှိတယ်ဒီ home ရဲ့နောက်မှာဒီ rectangular magnitude ရဲ့ shape လေးရှိမယ်နောက်ဒီမှာဘာလေးရှိမလဲ new selection okay option လေးမျိုးရှိပထမဆုံး new selection တဲ့ဒုတိယကပါလဲ add to selection သူကထပ်ပေါင်းထည့်တာပေါ့နော်ဒီကောင်လေးကိုရွေးထားလိုက်မယ်ဆိုရင်ဒီ add to selection ကိုရွေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာထပ်ပေါင်းလိုက်လို့ရတယ်ဒါဆိုကျွန်တော်ဘာခလုံးမှမနေသေးဘူးမောက်လေးပဲသုံးထားရပေါ့နော်ဘာခလုံးမှမနေသေးဘူးဒါထပ်ပေါင်းလိုက်တဲ့ဟာ add to selection okay add to selection ပြီးတော့နောက်တစ်ခုကပါလဲ subtract from selection ပေါ့နော်အဲ့ဆိုဒီကောင်လေးကိုတစ်ချက်နှိပ်ကြည့်ပြီးတော့ကျွန်တော်မောက်လေးနဲ့တစ်ချက်နှိပ်ကြည့်မယ်သူကဖြတ်ထုတ်လိုက်တာပါကျွန်တော် selection တွေကိုဖြတ်ထုတ်လိုက်တာပေါ့နော် selection တွေဖြတ်ထုတ်လိုက်တယ်ဖြတ်ထုတ်လိုက်တဲ့ဟာပေါ့နော် okay နောက်တစ်ခုကဘာဖြစ်မလဲ intersect with selection ပေါ့နော်ဒီကောင်ကဘာလုပ်လဲဒီကောင်ကိုကျွန်တော်ရွေးချယ်လိုက်မယ်ဒီကောင်ရွေးချယ်ပြီးတော့သူကအဲသူကကြတော့ကျွန်တော် intersect ဆိုတာဘာလဲဆိုတော့ selection လောက်ထားတဲ့အပိုင်းလေးပဲပေါ့နော် selection လောက်ထားတဲ့အပိုင်းလေးကိုပဲ selection လောက်ထားတဲ့အပိုင်းလေးကိုပဲသူက select ယူသွားတဲ့ဟာမျိုးပါ selection လောက်ထားတဲ့အပိုင်းလေးကို select အနေနဲ့ကြံခဲ့တဲ့ဟာလေးပေါ့နော်ဒါသူ့ရဲ့ဒီ option မှာရှိတဲ့ option bar မှာရှိတဲ့ဟာလေးကိုကျွန်တော်ရွေးချယ်ပြီးအသုံးပြုလိုက်ရင်ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတော့ပြောပြတာပေါ့နော်အဲ့တော့ option bar မှာရှိတဲ့ဒီအပိုင်းဒီကျွန်တော် option ၄ခုရွေးပြီးသွားရင်ဒီဘက်မှာဘာလဲဆိုတော့ feather ဆိုတာလေးရှိတယ်ပေါ့နော်ဒီ feather လေးကတကယ်တော့ဒီဟာတွေမလုပ်ခင်မှာကျွန်တော်တို့က feather တွေကိုသွားပြီးလုပ်ခဲ့ရမှာပေါ့နော်ခုနကလို selection အရင်ဆုံးလုပ်လိုက်တာ feather 0ပဲဖြစ်နေပါတယ်ပေါ့နော် feather 0နဲ့ကျွန်တော်တို့ကလုပ်တာပေါ့နော်အဲ့တော့ feather ကိုတစ်ခုခုပေးထားလိုက်မယ် feather ကိုပေးထားလိုက်ပြီးတော့ဆိုတော့ကြမှာfeather ဝင်မှာပေါ့နော်။feather အရင် file လို့ပေးထားမှဒီလိုမျိုး feather ကျွန်တော်တို့က select မှတ်လိုက်ရင်ဒါ feather ဝင်မှာဖြစ်ပါတယ်။ feather ဝင်ခြင်းမဝင်ခြင်းကိုဘယ်လိုမျိုးသိရမလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့နော်။ Okay ကျွန်တော်တို့ကဘာလုပ်မလဲ selection အရင်ဆုံးလုပ်ကြမယ်ပေါ့နော်။ Okay ဒီတိုင်း feather မပေးထားဘူးကျွန်တော်4000 selection တွေတစ်ခုလောက်ကြည့်မယ်4000ကြာကြာ selection လေးဒီလို4000ကြာကြာ selection လေးလောက်ဖို့တော့ဘာလိုအပ်မလဲဆိုတော့ကျွန်တော် shift key ကိုဖိထားမှရပါမယ်နော် shift key ကိုဖိထားပြီးတော့ဆွဲလိုက်လို့ရှိရင်ကျွန်တော်က4000ရမယ်ပေါ့နော် shift key ကိုလွှတ်လိုက်ရင်ဒီလိုမျိုးဖြစ်သွားမယ် shift key ကိုပြန်ဖိလိုက်တာနဲ့4000ကြာတာရမယ်okay အဲ့ဒါလေးကိုကျွန်တော်ကselect ဒီအားဆိုရင် background ကနေ background မှာရှိတဲ့ဒီ document ကိုကျွန်တော် select လုပ်လိုက်ပြီပေါ့နော်အဲ့ select လုပ်လိုက်ပြီဖြစ်တဲ့အတွက်ဒီ select လိုချင်တဲ့အပိုင်းတွေကိုကျွန်တော်တို့ခွဲထုတ်ချင်တယ်ပေါ့နော်ခွဲထုတ်လိုက်မယ်ခွဲထုတ်ဖို့တော့ကကျွန်တော်ဘာလုပ်ရမလဲဆိုတော့ပွားယူလိုက်တဲ့ပုံစံမျိုးပေါ့အောက်ကနေပွားယူလိုက်မယ်ဒီ selection ပိုင်းလေးကိုပွားယူမယ်ဆိုတော့ shortcut အနေနဲ့ဘာလဲဆိုတော့ control G map ဆိုတော့ command G control G ဒါဆိုကျွန်တော်ပွားထုတ်လိုက်ပြီဒါပေမဲ့မမြင်ရအောင်ဘာလို့မမြင်အောင်ဆိုတော့အဖြူအောင်ဖြစ်နေတယ်အဲ့တော့ကျွန်တော်ကဒီပွားထုတ်ထားတဲ့ဟာလေးကိုကျွန်တော်အရောင်ပြောင်းလိုက်မယ်ပေါ့နော် control I ဆိုပြီးနှိပ်လိုက်မယ်အမဲရောင်ပြောင်းသွားမယ်ဒါကျွန်တော်ကျွန်တော် selection လုပ်ထားတဲ့အဖြူအောင်ပိုင်းလေးကိုကျွန်တော် impact လုပ်လိုက်တာပေါ့နော်သူအဖြူကနေအမဲဖြစ်သွားတယ် okay အဲ့ဒီနားလည်မယ်လို့တင်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ထပ်ပြီးတော့လုပ်ကြည့်မယ်ဒါက feather မပေးထားတာပေါ့နော် feather မပေးကျွန်တော်အခု feather ပေးလိုက်မယ်ဥပမာမြင်သာအောင်15ကွာ15လောက်ပေးလိုက်မယ်ပေါ့နော်
15လောက်ပေးလိုက်ပြီးကျွန်တော်ဆွဲကြည့်လိုက်မယ်โอเคသူ့ထက်နည်းနည်းကြီးတဲ့ဆွဲမယ်ရေလူတော့ပဲဆွဲကြည့်လိုက်မယ်နော်โอเคအဲ့ဒါကြတော့အဲ့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့အောက်ကလေယာကနေပဲကျွန်တော်တို့ပွားယူကြည့်မယ်အောက်ကလေယာကနေပွားယူကြည့်မှာဖြစ်တဲ့အတွက် background layer ကိုကျွန်တော်ပြန်ပြီး select ပေးလိုက်မယ်ပေါ့နော် background layer ကိုပြန်ပြီး select ပေးလိုက်မယ်ခုန click လေးကျွန်တော်နှစ်ချက်နှိပ်မိလို့ပေါ်လာတာပေါ့နော် okay background layer ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ကျွန်တော်တို့ခုန control J နဲ့ပဲထပ်ပွားလိုက်မယ် control J okay ဆက်ပွားပါပြန်ပြီအဲ့တော့ကျွန်တော်တို့ခုနလိုပဲ invert လုပ်ကြည့်လိုက်မယ် control I command I နဲ့လုပ်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ပွားထားတဲ့ဟာနှစ်ခုကိုရှင်းကြည့်မယ်ပေါ့နော် feather ပေးထားတာနဲ့ feather မပေးထားတာတစ်ချက်အနီးကပ်လေးဆွဲကြည့်မယ် okay အနီးကပ်လေးဆွဲကြည့်ဖို့အတွက်ကျွန်တော်တို့ကဘာကိုသုံးမလဲဆိုတော့ shortcut အနေနဲ့ space bar ရဲ့ control ရဲ့ space control ဆွဲပြီးနှိပ်လိုက်ရင်ဒီလိုမျိုးပေါ်လာရင်ဒီလိုဆွဲလိုက်မယ်တွေ့လားကျွန်တော် feather ပေးခြင်းနဲ့ feather မပေးခြင်းပါလဲဆိုတော့ဒီမှာတစ်ချက်ကြည့်ပါပေါ့နော် feather ပေးလိုက်ခြင်းကကျွန်တော်တို့နှခမ်းသားဘေးသားလေးတွေကိုကျွန်တော်ပွားသွားစေတဲ့ဟာပေါ့နော် feather မပေးပဲ0ကအပေါ်ကလို့ shape ဖြစ်နေတာပေါ့နော်တော့ဒီ၄တောင်ဆို၄တောင်ဒီဖြစ်နေတာ okay feather ကပါလဲဘယ်လိုမျိုး effect တွေဖြစ်စေလဲဆိုတော့ဒီလိုမျိုးပါဒါ feather ပေးပြီးလုပ်တဲ့ဟာနဲ့ feather မပေးပဲလုပ်တဲ့ဟာကိုပြခြင်းပေါ့နော်ဒါကျွန်တော်တို့ marquee 2 rectangular marquee 2ပေါ့နော် rectangular marquee 2ကိုနောက်အောက်ကကြတော့ elliptical marquee 2 elliptical marquee 2လည်းဒီလိုပါပဲကျွန်တော်တို့ဒီတိုင်းဆွဲလိုက်လို့ရှင်ရတယ်10 feet ဆွဲရင်စဝိုင်းပုံစံရမယ်10 feet ပဲဆွဲရင်ကိုကြိုက်တဲ့ပုံစံဒီလိုကြီးရမယ်အဲ့တော့ကျွန်တော် selection လုပ်ရှင်အောက်က layer ကိုသွား control G နဲ့ပွား control I ဆိုပြီး invert လုပ်လိုက်ရင်အမဲရောင်ကြီးဆိုတော့ပေါ်လာမယ်ဒါဒီအဝိုင်းဒါကျွန်တော်တို့မူတူကိုရွေးလိုက်ပြီးရွှေ့နေတာမူတူကိုရွေးလိုက်ပြီးရွှေ့နေတာမူတူကိုရွှေ့လိုက်ပြီးရွှေ့ရင်လည်းဒါသူ့ပေါ်ကိုသွားပြီးတော့ဒီ shape ပေါ်ရအောင်ကျွန်တော် click ထောက်ပြီးတော့ရွှေ့လို့တန်းရွှေ့တာပေါ့နော်ဥပမာဒီသူကတကယ်တော့ layer သူအောက်ရအောင်ဥပမာဒါကိုရွှေ့လိုက်ရင်ဒီအပေါ်က4000သွားနှိမ့်မိမှာဖြစ်ပါတယ်ပေါ့နော် okay အဲ့တော့ site တွေကဒီမဲ့အရင်ပြည့်ကျက်နေရပေါ့နော်ကျွန်တော် site လေးနည်းနည်း adjust လုပ်မယ် adjust လုပ်ဖို့အတွက်ပါလုပ်လို့ရတယ်ပေါ့နော် shortcut လေးတစ်ခုပါတယ် control D ခုနကျွန်တော် move to မှာဆိုရင် move to မှာဆိုရင် show transform control ဆိုတာကိုပြပြီးတော့သုံးလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင် shortcut သုံးမယ်ဆိုရင်ကျွန်တော်တို့ control T ဆိုတော့နှိပ်လိုက်ရင် transform ထောက်လေးပေါ်လာမယ်ပေါ့နော်ဒါလေးကဒီလိုမျိုးလေးဒါဆိုပါ key ခလုတ်မှာနှိပ်မထားဘူးဒါပေမဲ့သူ့ကို key ခလုတ်လေးနှိပ်လိုက်တာနဲ့ပုံစံပြောင်းဒါဆိုရင် shift key ကိုဖိထားရင်ဒီလိုမျိုးလေးသူကဘေးတိုက်တွေထွက်သွားတယ်ပေါ့နော် shift key ကိုဖိပြီးတော့ဆိုရင်ဒီလိုမျိုးထွက်သွားမယ်ဘေးတိုက်ဆိုတစ်ခုချင်းစီထွက်သွားမယ်ပေါ့နော် shift key ကိုဖိဆွဲလိုက်ရင်ဒီလိုမျိုး down ကနေဆွဲရင်ဟိုဘက်ဒီဘက် side တူထွက်သွားတယ်ပေါ့နော်shift key ကိုလွတ်လိုက်ရင်တော့ဒီတိုင်းပုံစံပဲသူ့ပုံစံအဲ scale တိုင်းထွက်တယ်ပေါ့နော်သူ့ပုံစံ scale ဒီ scale တိုင်းရုပ်ရော်မသွားပဲထွက်တယ်ပေါ့နော် shift key ကိုဖိထားရင်တော့နှစ်ခုဒီလိုမျိုးအမျိုးမျိုးဆွဲလို့ရတယ် shift key တိုင်းမဟုတ်ဘူး shift key ကိုဖိထားပြီးတော့ဒီတိုင်းဘာမှဘာ key ခလုတ်မှနှိပ်မထားပဲဒီတိုင်းမောင်းနဲ့ဆွဲမယ်ဆိုရင်သူက scale တိုင်းကြီးတယ်ပေါ့နော်ထွက်လာတယ်ပေါ့နော် okay ကျွန်တော်ကဒီ option bar မှာရှိတယ်ပေါ့နော် marquee 2ထဲမှာရှိ option bar မှာရှိတဲ့ဒီ option တွေကိုမပြောင်းလဲပဲနဲ့ပေါ့နော်မပြောင်းလဲပဲ0ထားလိုက်မယ်မပြောင်းလဲပဲဘယ်လိုတွေလုပ်လို့ရလဲဆိုတော့တစ်ချက်ပြပြီးမှာပေါ့နော် selection တွေကို okay မြင်တော့ကျွန်တော်က background layer ကို background ကိုအမဲပြောင်းလိုက်မယ် background တစ်ခုလုံးပွားပြီးတော့ control I ဆိုပြီးတော့ invert လုပ်လိုက်မယ်အပေါ်က layer တွေကိုဖြတ်လိုက်မယ်ပေါ့နော် okay elliptical marquee 2ကိုရွေးလိုက်မယ် okay ဒီမှာကျွန်တော်ဆွဲလိုက်ပြီဆိုလို့ရှိရင်shift ဖိလိုက်လို့ရှိရင်စဝိုင်းပုံစံဖြစ်သွားတယ်ပေါ့နော် shift ဖိလိုက်ရင်စဝိုင်းပုံစံဖြစ်သွားရင် shift ကိုလှည့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ကြိုက်တဲ့ site ပုံစံမျိုးသူကပြောင်းနေတယ် shift ဖိရင်စဝိုင်းပုံစံဖြစ်သွားမယ် shift ဖိပြီးစဝိုင်းပုံစံကိုဒီလိုမျိုးအကြီးသေးလုပ်လို့ရတယ်အဲ့ဒါကိုကျွန်တော်နေရာရွှေ့ချင်တယ်ဆိုရင်ဘာထပ်ဖိလို့ရတယ်ဆိုတော့ space bar ကိုထပ်ဖိလိုက်လို့ရှိရင်ကျွန်တော်တို့ကနေရာကိုပြောင်းရွှေ့လို့ရပါတယ်ပေါ့နော် space bar ကိုနှိပ်လိုက်ရင်နေရာကိုပြောင်းလဲသွားလို့ရတယ် okay okay နေရာပြောင်းလဲသွားပြီဒါဆိုဒီ shape ရပြီဆိုရင်ကျွန်တော်တို့ကဒီ shape ပုံစံတွေကနေခွဲထုတ်ခြင်းတယ်ဆိုရင်ဘာနှိပ်ရမလဲဆိုတော့ alter key ပေါ့နော် alter key ကိုနှိပ်ပြီးဒီလိုမျိုး
ဆွဲပြီးတော့ order key နှိပ်ကိုလိုချင်တဲ့ပုံစံနဲ့ shape လေးလိုချင်တယ်ဆိုရင် order key နှိပ်ပြီးလိုမျိုးလှုပ်လိုက်လို့ရှိရင်ဒါ selection ဖြတ်ပလိုက်မှာဖြစ်ပါတယ်ဖြတ်ပလိုက်ရင်ဒီလိုမျိုးပုံစံလေး shape လေးရမှာဖြစ်ပါတယ်ပေါ့နော် okay ဒါလေးကိုပွားလိုက်မယ်ပြီးတော့ဒါဆိုလာကြမ်းလေးဖြစ်သွားပြီပေါ့နော် okay နောက်အောက်မှာရှိတဲ့ marquee 2ကိုဆက်သွားမယ်ဆိုရင် single row marquee 2ဒီလိုမျိုးလေးတွေ line လေးတွေချတာမျိုးလုပ်လို့ရတယ်ပေါ့နော်ဒီ line လေးတွေဆက်ချဖို့တော့ကတော့ shift key ကိုဖိပြီးတော့လုပ်လို့ရပါတယ် shift key ကိုဖိပြီး shift key ဖိဆက်ချ shift key ဖိဆက်ချ shift key ဖိဆက်ချရင်ဒီလိုမျိုး row တွေလုပ်လို့ရတယ်နောက် column အနေနဲ့သွားမယ်ဆိုရင်ဒီလိုမျိုး shift key ကိုဖိပြီးတော့ဆက်သွားမယ်ဆိုတော့ဒါ row တွေ column တွေအလွယ်တကူမြန်လုပ်လို့ရတဲ့ဟာလေးပေါ့နော် Photoshop ထဲမှာပေါ့နော် row အနေနဲ့သုံးလို့ရပါတယ်ပေါ့နော်ဒါ D2 ရဲ့အသုံးပြုပုံလေးတွေဖြစ်ပါတယ်ကျွန်တော် D2 ကိုသုံးပြီးတော့စမ်းလို့ရပါတယ် shape တွေစမ်းကြည့်ပါပုံဖော်ကြည့်ပါပေါ့နော် okay ဒါတွေကို selection တွေကိုကျွန်တော်ဖြောက်ကြည့်ဆိုရင် control D command D နဲ့ဖြောက်လိုက်မယ် okay ဒါလေးပဲကြံပါမယ် okay ဒီနေ့အတွက်2လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ဒီ2လေးကိုစမ်းကြည့်ပြီးတော့ဖန်တီးကြည့်ပါ shape လေးတွေပုံဖော်ကြည့်ပါပေါ့နော်ကိုလိုချင်တဲ့ပုံစံလေးဖန်တီးကြည့်ပါ okay ကျေးဇူးတင်ပါတယ်